င်္ဂလာပါဒီနေ့မှာတော့ကျွတ်လေးနဲ့ချင်းချင်းဆက်ဆက်အရန်စားကောင်းတဲ့ပဲသီးတုပ်ကိုတုပ်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးပဲသီးတွေကိုတေချာဆေးကြောပြီးစာအနှင်းငယ်ထည့်ကရေထဲမှာ9မိနစ်ခန့်စိမ်ထားပေးပါမယ်ပဲသီးစိမ်ထားတဲ့အချိန်မှာစီချက်ပြုတ်လုပ်ပါမယ်စီပူလာပြီဆိုရင်တော့လှီးထားတဲ့ကြက်တနီနနမော့အနှင်းငယ်ထည့်ပြီးကြော်ပေးပါမယ်ကြက်တနီလေးတွေရွှေအိုရောင်တန်းလာပြီဆိုရင်တော့မှုမွေးလေးနဲ့အရသာရှိတဲ့ကြက်တနီစီချက်ကိုရရှိပါပြီစားရည်စိမ်ထားတဲ့ပဲသီးတွေကိုစားအနှင်းငယ်ထည့်ထားတဲ့ရေနွေးအိုးထဲမှာ3မိနစ်ခန့်ပြုတ်ပေးပါမယ်ပဲသီးစိမ့်စိမ့်လေးနဲ့ကျွတ်လေးဖြစ်နေစေဖို့ပြုတ်ပြီးတာနဲ့ရေခဲတုံးထည့်ထားတဲ့ရေထဲကိုချက်ချင်းစိမ်ပေးပါမယ်နောက်တစ်ဆင့်အနေနဲ့လှော်ထားတဲ့မြေပဲကိုထောင်ပေးပါမယ်ပြုတ်ပြီးအေးထားတဲ့ပဲသီးလေးတွေကိုစားလို့အဆင်ပြေမဲ့အရွယ်အစားလေးတွေတီးပေးပါမယ်အခုဆိုရင်ပါဝင်ပစ္စည်းအားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့တီးထားတဲ့ပဲသီးတွေကိုကြက်တနီငရုတ်သီးစိမ်းပဇွန်ကြောင့်မုံထောင်ထားတဲ့မြေပဲဟင်းခတ်မုံစားအနှင်းငယ်ကြက်တနီစချက်တို့ထည့်ပေးပါမယ်နောက်ဆုံးမှာတမယာရည်လေးညှစ်ထည့်ပြီးပါဝင်ပစ္စည်းအလုံးအရသာနှံ့ဆက်တော့အောင်တေချာလေးနေပေးပါမယ်အရသာနှံ့ဆက်တော့အောင်နေပြီးပြီဆိုရင်တော့ကျွတ်လေးနဲ့ချင်းချင်းဆက်ဆက်အရန်စားကောင်းတဲ့ပဲသီးတုပ်လေးကိုရရှိပါပြီ